Hello ဖူးပါဒီနေ့ကတော့ဖူးမဟုတ်တဲ့ဖူးရဲ့ဘလော့လေးပေါ့နော်မမရဲ့ဘလော့လေးပါအဲ့ဟာကိုအတန်လေးသွင်းပေးထားတာပါတူတူလိုက်ကြည့်ပေးပါအောင်ရှင်ဆုံးသွားခဲ့တာကတော့နန်းနန်းဝင်စည်းမှာရှိရကောင်းမှကောင်းဆိုရဲ့အေးဆိုင်လေးမှာကြောက်ကြောတံမြာလေးတာမီမြောက်သွားတောက်လိုက်ပါတယ်နန်းနန်းဝင်စည်းကိုရောက်တိုင်းမတောက်မဖြစ်ကတော့ဒီကြောက်ကြောတံမြာလေးပေါ့နော်ဆိုင်လေးကတော့အခုမြင်တဲ့အတိုင်းပါပဲအကုန်လုံးရပါတယ်အေးမျိုးစုံရရဲ့ပြီးတော့ဆိုင်ရှင်ကိုကြီးကနောက်ကျောလေးကိုပဲကြည့်လိုက်ပါတော့ရှေ့ဘက်ကတော့ကြည့်ချင်းကိုပေါ့တောက်လိုက်တော့ကဲဒါလေးကတော့ဒီနေ့ရဲ့အဓိကဇက်ဆောင်လေးပေါ့နော်ဇက်ဆောင်မင်းသမီးလေးပါရှင်ကြောက်ကြောတံမြာလေးကိုတောက်ပြီးရဲ့အချိန်မှာဖူးတို့ကြီးနန်းနန်းဝင်စည်းနာမှာရှိရဲ့ရွှေကြီးမျိုးစုံရရဲ့ဆိုင်လေးကိုသွားခဲ့ပါတယ်ရွှေကြီးကိုမှရွေးချယ်စရာအမေကြီးအများကြီးရှိရပေါ့နော်အရသာလည်းဒီကေကောင်းပါတယ်မကတော့ငပြောရွှေကြီးဥမီရွှေကြီးဂျုံရွှေကြီးကစုံရွှေကြီးတူရင်းရွှေကြီးအာလူရွှေကြီးလေးကိုဝယ်ခဲ့ရပေါ့နော်ရွှေကြီးမျိုးစုံရရဲ့အပြင်ကိုကြောက်ကြောမျိုးစုံလေးတွေရပါသေးရဲ့ရှင်အဲ့ဆိုင်မှာကဟိုကတော့အဲ့ရတီးစုံကြောက်ကြောကိုအကြိုက်ဆုံးပါပဲအဓိကပြောဖို့မိရောမလို့ဆိုင်နာမည်လေးကဘဟုစီဆိုတဲ့ဆိုင်လေးနော်ရောဆိုင်မှာကစမိုင်းချူပြီးသားတဲ့အရှင်သေးရရဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုပေါ့အိမ်မှာလေးပြန်ချူလေးရရဲ့စမိုင်းထုတ်လေး ready made ထုတ်လေးရပါသေးရဲ့ရှင်ဆိုင်ပုံစံလေးကိုလည်းဖူရဲ့တေချာလေးရိုက်ပြပေးထားရဲ့နော်ဘလော့လေးကဒီမှာမပြီးသေးပါဘူးကဲနောက်တစ်ဆိုင်ကိုလိုက်ခဲ့ပါဘာဆိုင်နဲ့မမေးပါနဲ့အဲ့မှာပွင့်ထွက်လွင့်ထွက်သွားမယ်ဆိုင်လေးပါမပြီးရင်လည်းကိုယ့်ဘာသာကိုဖတ်လိုက်ပါတော့ဒီဆိုင်လေးကိုတော့တော်တော်များများတိပြီးတော့ပြီးထင်ပါတယ်တော်တော်ကိုနာမည်ကြီးနေတဲ့ခောက်ဆွဲဆိုင်လေးပါဆိုင်မှာထိုင်စားမယ်ဆိုလည်းစားလို့ရပါတယ်ခောက်ဆွဲအပြင်ကိုမာလာကင်တုတ်တို့စပိုင်စီကင်တုတ်တို့လည်းရပါသေးရဲ့ဒီနေ့တိုင်းပါပဲအိမ်မှာခောက်ဆွဲပုံစံလေးရအောင်စားကျင်တပွဲလေးပါပဲမမကတော့အင်းအားလူစားဖို့ဆိုပြီးတော့ပါဆယ်ဆွဲလာခဲ့ပါတယ်မဲပေါင်းချင်းဆက်ခောက်ဆွဲရဲ့ကြက်ပေါင်းချင်းဆက်ခောက်ဆွဲရဲ့ဝက်နံယူချင်းဆက်ခောက်ဆွဲလေးပါဒီဆိုင်မှာခောက်ဆွဲဟိုမှာချင်းဆက်ခောက်ဆွဲကိုအရင်နဲ့လည်းရရဲ့အတုပ်နဲ့လည်းရရဲ့ဖူးကတော့အရင်တက်ဆိုင်ရင်အတုပ်ကိုပို့ပြီးတော့ကြိုက်ပါတယ်အိမ်မို့ဆိုပြီးတော့မပြီးသေးပါဘူးပရက်စင်မှာဝင်ပြီးတော့မုတ်တီဝေးပါသေးရဲ့မမရဲ့အခုတော့လေးကတော့နည်းနည်းလေးတော့ရှည်သွားပါတယ်နောက်ဆုံးမှာတော့ဖူးဖူးသွားချင်တဲ့ unit ဆိုင်လေးကိုရောက်လာပါပြီဘာလို့လဲဆိုတော့လူကျင်တာရှိနေလို့ပါလူကျင်တာလေးတွေလည်းဝယ်လာပြီးဆိုတော့ဒီ blog လေးကတော့ဒီလောက်ပါပဲဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်